အန်ဂရုရဲ့ဥက္ကဋ္ဌကမျက်နှာအတွက်အခုထိအလွတ်ထားပေးထားတာအဲ့ဒီလိုလူကဥက္ကဋ္ဌတို့ကိုစုံပြီးမှထမင်းပူလာရောင်းပါမလားစကားပြောရင်းနဲ့သူကကျွန်တော်ပိုက်ကိုလက်သီးနဲ့ထိုးထဲလိုက်ပြန်တယ်မင်းကတော့တက်တိရှိလာကြီးလားအရင်တုန်းကမင်းတကဟာတာတလက်သေးလူတရားကိုရင်ဆိုင်ခဲ့တာကွာမင်းကတော့တေချင်စောနဲ့ပြဿနာလာရှာနေတဲ့လူသေးကောင်းပဲသူကဖုံးထုတ်ပြီးကျွန်တော်ကိုတက်ပုံရိုက်လိုက်တဲ့မင်းပြီးပဲငါဒီပုံကို UN ဂရုကငါတငယ်ချင်းစီပိုးလိုက်မယ်သူတို့ခဏနေရင်ရောက်လာလိမ့်မယ်မင်းတေဖို့တာပြင်းထားတော့နိုးနိုးကတော့မျက်နှာအားလေးဖြူသွားပြီးကျွန်တော်ကိုကြည့်တယ်မင်းတေဖို့တာပြင်ထားတော့နိုးနိုးကတော့မျက်နှာလေးဖြူသွားပြီးကျွန်တော်ကိုကြည့်တယ်ငိုချလိုက်ပါတော့တဲ့တန့်ဆွခိုးတဲ့သူကများခင်မိကာဘာတက်တူကိုထိုးရတယ်လို့ဒီနှစ်တွေအတွင်းမှာမြင့်တကာတူလုပ်တဲ့သူတွေအများကြီး UN ဂရုရဲ့တက်ဖြတ်တာခံခဲ့ရတာဖေမသိဘူးလားခုချက်ချင်းပြီးတော့ကျွန်တော်တို့ကိုမင်းတက်ပြီးကြည့်နေမိတယ်သူမကကျွန်တော်အတွက်စိုးရိမ်နေတာလားကျွန်နေတော့ရဲ့အပြစ်ရှင်စိတ်ကပိုပြီးပြင်းထန်လာခဲ့တဲ့တာဝန်ခံကကျွန်တော်ကိုလှမ်းထားလိုက်ပြီးပြေးဖို့မစင်စားနဲ့ငါကမင်းကိုပညာပဲပေးမလို့ပါမင်းကတည်ချင်နေတာချက်ချင်းဆိုသလိုသူညီလာတဲ့သူအခက်ပေါ်ပေါ်ပဲဖုန်းကင်လိုက်ပြီးဟဲလိုကိုဟုတ်ကဲ့အဲ့ဒီကောင်ကိုကျွန်တော်ရိုက်နှက်ထားပြီးအေးပြခင်များလာမှလာပြပါပြောတဲ့ UN ဘိုးအဖွဲ့ဝင်တွေအကုန်လုံးလာနေကြတယ်ဟုတ်လားသူ့မျက်လုံးတွေပြူထွက်သွားပြီးကျွန်တော်ကိုလမ်းဖြန်းကြည့်နေမိတဲ့အားလုံးကလည်းအံ့ဩသွားကြတာပေါ့လူကောင်ကြီးလူကောင်ယုံနိုင်တယ်လို့နဲ့ဆရာကြီးသူတို့ကိုတီးတာလားတာဒီလိုအထက်တန်းစားတွေကိုဘလို့လုံမှလဲဒါပေမဲ့သူတို့ခုလမ်းမှာပဲရှိတော့တယ်လို့ဖုံးဆက်လာတာအဲ့ဒီလူကောင်ကြီးကအထင်ကြီးသွားပြီးဒါဟာတစ္ဆာတရားပဲဗျသူတို့ဆရာကြီးရဲ့နာမည်ကိုအလွဲသုံးစားလုပ်တဲ့လူကိုတောင်တပည့်တွေအကုန်လုံးထွက်လာကြတယ်ဆိုတော့တာဝန်ခံကကျွန်တော်ကိုအေးဆက်ဆက်ကြည့်ပြီးဒါဟာကမြက်တကရဲ့ဂုံသတင်းကြောင့်လို့ငါလောင်းရတယ်ဘသူမဆိုသူ့နာမည်ကိုလာဖြက်စီးတာသူတို့ခွင့်လွှတ်မှာမဟုတ်ဘူးမင်းတို့တေချင်းတရားဆိုတာဘာလဲဆိုတာသိရတော့မယ်နိုးနိုးကတော့စိတ်သက်တွေအကုန်ပြိုလဲနေပြီးသူမကတာဝန်ခံရဲ့ခြင်းမှုတွေကိုမစိုက်တော့ပဲကျွန်းတော့စီပြေးလာတယ်ပြီးတော့ကျွန်တော်ကိုတွန်းထုတ်ရင်းငိုပြီးပြောတယ်သွားတော့လို့မေမေကို15နှစ်တောင်စောင့်ခိုင်းထားပြီးအခုမေမေကိုမူဆိုးမပါထက်ဖြစ်စေချင်တာလားလို့ပြိုလဲနေတာကိုကြည့်ပြီးကျွန်တော်ပို့ပြီးနောက်တမိတယ်ဒါတွေအားလုံးကငါအတွေ့ပါသူတို့ကို15နှလုံးဒုက္ခပေးခဲ့တာနိုးနိုးကတာဝန်ခံကိုငိုပြီးတောင်းပန်ရှာတယ်ကျေးဇူးပြုပြီးသူတို့ကိုဖုံးမဆက်ပါနဲ့တော့သူကတန်ဆုခိုးတဲ့သူပါမင်းတောင်းဘာမှမသိပါဘူးလွန်ခဲ့တဲ့15နှစ်တုန်းကသူကငယ်သေးဘူးလွန်ခဲ့တဲ့နှစ်တုန်းကသူကငယ်သေးလို့မိုက်ခဲ့တာပါထောင်ထဲမှာအာတန်ဆုခိုးရင်းနေခဲ့ရတာဆိုတော့အဲ့ဒီကဏီတွေအကြောင်းနဲ့သူမကြားဘူးပါဘူးသူကတမင်းတကအတုခိုးတာမဟုတ်ပါဘူးဒါကတိုက်ဆိုင်မှုတက်တက်ပါတာဝန်ခံကခဏလောက်ငြိမ်သွားပြီးမှအာရပါရပြန်ရတော့တာပဲဟာငါတော့ရဲရလုံလာတည်တော့မှာပဲတန်ဆုခိုးလို့ထောင်ကြတာတဲ့လားအဲ့ဒါထပ်ပို့ပြီးအောက်တန်းကြတာရှိသေးလားဗျာဟာနုနုကတော့အရှက်ရနေပေမဲ့ကျွန်တော်လက်ကိုဆွဲပြီးခေါ်ထုတ်ဖို့ကြိုးစားရှင်းလင်းလင်းပြောထားပြီးသားဘသူမဆိုခင်မီကာဘာတူကိုထိုးရတယ်ဆိုရင်အဲ့ဒါဘသူမဆိုခင်မီကာဘာတူကိုထိုးရတယ်ဆိုရင်အဲ့ဒါသူတို့ကိုစစ်ကြေညိုနိုကအုံငူပြီးပြောတယ်ကျမပြောပြီးလေသူအဲ့ဒီတတူးထိုးခဲ့တာ10နှစ်ကျော်နေပြီလို့သူကောက်ခံရတာလားမခံရတာလားငါစိတ်မဝင်စားဘူးမင်းဒီနေ့တည်သွားခဲ့ရင်တော့နောက်ဘဝကြရင်သူများစီးပွားရေးကိုလာမဖြတ်ဖို့ပဲမှတ်ထားလိုက်တော့ကျွန်တော်တို့တာဖိုးလူတွေဝိုင်းထားတာမြင်တော့လို့လူတယောက်ပြတယ်လေဖြတ်တွေ့ငါကိုမကူညီကြတော့ဘူးလားအုပ်စုလိုက်ကြီးငိမ်ကြသွားတယ်စံပင်နီနဲ့ကောင်မလေးကပဲစကားပြောထွက်လာတယ်ငါတို့ကအဲ့ဒီလောက်ထိရင်းနှီးလို့လားအနုမင်းတက်သွားတယ်သူမှမပြောချင်ပဲပြောလိုက်တာကဒါပေမဲ့ငါတို့ကသွေးတောက်ညီမတွေမဟုတ်လားစပင်ကြီးညီမလေးကခေါင်းခါပြီးနင်းသားတကယ်ညီမကောင်းဆိုရင်နင်းတငယ်ချင်းတွေကိုဆွဲမနစ်တင်ဘူးနင်းကိုယ်တိုင်ပြဿနာရှာပြီးငါတို့ကိုပါဆွဲထည့်ချင်တာလားနင်းဟာငါတို့ရဲ့ညီမဖြစ်ဖို့မတန်ဘူးသူမပြောလိုက်တာနဲ့ကျန်တဲ့မိန်းကလေးတွေကလည်းဝိုင်းပြောကြတော့တာပဲအေးလေနင်းကငါတို့ကိုတေးခိုင်းနေတာလားညီအမဆိုတဲ့စကားကိုပြောထားသေးတယ်နော်ရှောက်သွားရှောက်စားတာတပိုင်းပေါ်တူကန်နဲ့အတွက်အသေးခံမှလည်းနိုးနိုးကတော့မျောလင်းချက်ခဲ့မယ်ဆိုတာနဲ့နာယူအားကိုတိုက်ခိုက်ပေးဖို့ပြောနေတာမဟုတ်ပါဘူးငါတို့ကိုဒီကနေလုံးမဲ့ကူညီပေးကြပါလို့တောင်းပန်တာပါသူမတငယ်ချင်းတွေဘာမှပြန်မပြောတော့ဘူးအဲ့ဒီအချိန်မှာနိုးနိုးရဲ့ကဘာကြီးတစ်ခုလုံးပြိုလဲသွားပြီဆိုတာကျွန်တော်သိလိုက်တယ်ကျွန်တော်ရင်ထဲမှာတကယ်ကိုနာကျင်ရပါတယ်ထောင်ထဲမှာ15နှစ်ယောက်ထဲမှာ15နှစ်နေခဲ့ရတော့နိုးနိုးတယောက်ဒီနှစ်တွေမှာအနိုင်ကျင့်ခံခဲ့ရမယ်ဆိုတာကျွန်တော်ခံစားမိတာပေါ့သူမကနောက်ထပ်အနိုင်ကျင့်မခံကျင်တော့ပဲဒီလိုလူမိုက်လေးကဒီနဲ့ပေါင်းပြီးအုပ်စုဖွဲ့ခဲ့တာဖြစ်မှာပါနိုကဒီဝိုင်းထားတဲ့ကြားကနေဖောက်ထွက်ဖို့ကြိုးစားသေးတယ်ဒါပေမဲ့သူမရဲ့တင်းငယ်တဲ့ခန္ဓာကိုယ်လေးကဒီလူမိုက်ကြီးတွေကိုဘလို့လှုပ်ချင်နိုင်မှာလဲတာဝန်ခံကစိတ်မရှိသလိုနဲ့လက်ကိုမြှောက်လိုက်ပြီးနိုးနိုးမျက်နှာကိုအားနဲ့လွတ်လိုက်တယ်အဲ့ဒီပိုက်ရိုက်ချက်ကနိုးနိုးမျက်နှာပေါ်ကြက်မလာခင်မှာပဲကျွန်တော်လမ်းဖမ်းလိုက်နိုင်နေတာဟောလိုက်တဲ့ဒါကိုသူကမောက်မာနဲ့ဒါဆိုရင်ငါလက်ကိုအခုချက်ချင်းလွှတ်လို့ကျွန်တော်ကောင်းလိုက်ပြီးခင်ဗျားကျွန်တော်ကိုကြိုက်တလောက်ရိုက်ပါမှမဖြစ်ဘူးဒါပေမဲ့ခင်ဗျားသူမထားနဲ့ထိကြည့်လိုက်ခင်ဗျားသိပြီလို့သာမှတ်လိုက်တော့ကျွန်တော်စကားကိုကြားတော့တာဝန်ခံကလေးချလိုက်တဲ့ထမင်းမှုရောက်တဲ့ကောင်းကများကိုချင်းချောက်နေသေးတယ်ရောငါရိုက်ပြမယ်ဘာဖြစ်လဲသူကလက်တစ်ဖက်အခန်းခံထားရပေမဲ့ကျန်တဲ့ခြေထောက်နဲ့နိုးနိုးကိုလှမ်းအားပြူထားတဲ့တခြားခြေလောက်တစ်ဖက်ကိုကန့်ချလိုက်တာကြောင့်သူဟန်ချက်ဖြစ်ပြီးမြေကြီးပေါ်ကိုခွေးကြဝေးကြမှောက်ရသားလဲကျသွားတော့တာပဲလူအများရှိမှအဆက်ကွဲသွားတဲ့တောင်ဝင်ခံဟာဒေါသကြီးနဲ့ပြန်ထလာပြီးမင်းကိုငါအခုပဲအသေးသက်ဖြစ်မယ်မင်းရဲ့လက်ချေတွေကိုရိုက်ချိုးပြီးမှ UNCF မယ်လို့ဟိန်ဟောက်လိုက်တဲ့စကားလဲစုံရောဟိုလူကောင်းကြီးကသူ့လူတွေနဲ့အတူကျွန်တော်စီပြေးဝင်လာကြတော့တဲ့နိုးနိုးကတော့ပြတလဲဖြစ်ကုန်ပြီးလူအုပ်ထဲကနေကျွန်တော်ကိုငွေယိုပြီးအော်ပြောတယ်ဖေးပြီးတော့အခုတော့ကျွန်တော်စီပြေးဝင်လာတဲ့သူတွေကိုကြည့်ပြီးတပြ
ဂိမ်းတစ်ချက်ချလိုက်မိတယ်ပြီးတော့နိုးရဲ့ခေါင်းတွေကိုအသာရပို့ပေးရင်သမီးမျက်နှာကိုတိတ်အားကြတာလားလို့မေးလိုက်တယ်သူကြောင်သွားတဲ့အချိန်မှာပဲကျွန်တော်ကဒါဆိုရင်ဖေသမီးတွဲချပြမယ်လို့တိုးလေးပြောလိုက်တယ်အဲ့ဒီလူကကျွန်တော်ရှေ့ရောက်လာပြီးမျက်နှာကိုလက်သီးနဲ့အားကုန်ထိုးတယ်ကျွန်တော်မရှာပါဘူးလက်ဖက်ထဲသူ့လက်ကောင်းဝတ်ကိုလှမ်းဖမ်းလိုက်တယ်သူဘလောက်ပဲအားဆိုင်ကျွန်တော်လက်ထဲမှာသူ့လက်ကတလက်မတောင်ရှေ့တိုးမလာဘူးသူ့လူတွေကသူတို့ခေါင်းဆောင်ဖမ်းခံရတာမြင်တော့ဝိုင်းအောင်ပြီးချဖို့လုပ်ကြတာပေါ့ကျွန်တော်ကအဲ့ဒီလူကောင်ကြီးကိုတကိုယ်လုံးမြောက်မလိုက်ပြီးသူ့တပည့်တွေစီကိုလွှင့်ပစ်လိုက်တဲ့လူတွေအချင်းချင်းစောင့်မိတယောက်ပေါ်တယောက်ထပ်ကုန်ကြတာပေါ့တာဝန်ခံကတော့ထိမ့်မနိုင်တော့ပဲတက်ကြလေမင်းတို့ကလူအများကြီးနဲ့ထမင်းမှုရောက်တဲ့တယောက်တည်းကိုတောင်မနိုင်ဘူးလားလို့အော်ဟစ်နေတော့တယ်နိုးကအခွင့်ရေးရပြီးအမှတ်နဲ့ကျွန်တော်လက်ကိုဆွဲပြီးဖေလားပြေးရအောင်လိုက်ရ UN လူတွေရောက်လာရင်အကုန်